မင်္ဂလာပါဒီနေ့ဆွေးနွေးမှုမှာတော့ South China Morning Post မှာဖော်ပြခဲ့တဲ့သတင်းတိုလေးတွန်းဖို့ကိုနည်းနည်းကြည့်ကြည့်ရအောင် ဟုတ်ကဲ့တရင်တွေအတော်လေးထူးခြားတယ်နော်တစ်ခုနဲ့တစ်ခုတော့တခြားစီပဲ ဟုတ်တယ်အာရှတိုက်ကလူတွေရဲ့အပြုအမူနောက်ပြီးတော့လူမှုရေးရှုထောင့်တချို့ကိုစဉ်းစားစရာတွေပေးတဲ့သတင်းတွေပါ ပထမတစ်ခုကတော့အင်ဒိုနီးရှားကဖြစ်ရနော်ဝမ်းနေစရာပါတရုတ်မြို့သမီးရင်းငုံသမားတယောက် ဟုတ်တယ်ကင်မရာလိုက်ကောက်ရင်းနဲ့အသက်ဆုံးရှုံးသွားတာ နောက်တစ်ခုကကြတော့တရုတ်ပြည်ကအလုတ်ချိန်မှာချစ်သူနဲ့အတူရှိရင်တေဆုံးတော့တဲ့လုံခြုံရေးဝန်ထမ်းကိစ္စ အဲ့ဒါကိုတရားရုံးကလုံကန်းခွင်မတော်တဆမှုဆိုပြီးသတ်မှတ်လိုက်တာအတော်လေးအံ့ဩစရာပဲ ဟုတ်ပါတယ်တတိယသတင်းကတော့ဂျပန်ကအဲ့ဒါကတော့တော်တော်လေးပြင်းထန်တယ် ဟုတ်တယ်ချစ်သူကတခြားတယောက်နဲ့လက်ထပ်မှာဆိုလို့ဆိုပြီးတော့ လက်သူကျွေကိုဖျက်ပစ်လိုက်တာ ဆိုတော့ဒီအဖြစ်အပျက်တွေရဲ့အသေးစိတ်ကိုနည်းနည်းချင်းစီပြန်ကြည့်ကြအောင်အင်ဒိုနီးရှားကကိစ္စရင်စလိုက်အောင် ဟုတ်ကဲ့အသက်30ရွယ်ရှန်ဆရာဟွမ်ဆိုတဲ့အမျိုးသမီး ဟုတ်တယ်သူကကခဘန်ကျွန်းနာကကလာပဒူပါရင်းငုံနေရမှာအဲ့ဒီမှာ GoPro ကင်မရာပျောက်သွားတာ ဆိုတော့အဲ့ဒါကိုပြန်ဆင်းရှာတာပေါ့ ဟုတ်တယ်ပြန်စင်းရှာရင်းနဲ့သက်ဆုံးသွားတာသူကိုပြန်တွေ့တဲ့အမနာကမီတာ80ကျော် 89မီတာဆိုတော့အမတန်နဲ့တင်နော် အရန်နဲ့တာဆိုတော့ပစ္စည်းတစ်ခုကင်မရာတစ်ခုအတွက်နဲ့ဒီလောက်အနက်ကြီးကိုစီးဖို့ဆုံးဖြတ်လိုက်တာက အဲ့ဒါစဉ်းစားစရာပဲဟုတ်တကယ်လေပစ္စည်းပေါ်မှာထားတဲ့တန်ဖိုးထားမှုကလေအသက်အန္တရာယ်ရှိနိုင်တာကိုတောင်တတိမထားမိတော့တာလား ဒါမှမဟုတ်အဲ့ဒီအချိန်မှာဆုံးဖြတ်ချက်မောင်းသွားတာလား ထိနိုင်တယ်မီတာ80ကျော်ဆိုတာကျွမ်းကျင်ရင်ကိုဓမ္မတွေတို့တောင်အန္တရာယ်များလွန်းတဲ့အနက်လေလုံခြုံရေးဝန်ထမ်းကိစ္စ အလုတ်ချိန်တွင်းမှာသူ့ချစ်သူနဲ့အတူရှိနေတော့တေးဆုံးသွားတာ ဟုတ်တယ်ဒါကိုတရားရုံးကလုပ်ငန်းခွင်ဆိုင်ရာမတော်တဆမှုဆိုပြီးတတ်မှတ်လိုက်တယ် အဲ့ဒီတော့မိသားစုကလျော်ကြေးရသွားတယ်ပေါ့ ဟုတ်ပါတယ်ဆိုတော့ဒီဆုံးဖြတ်ချက်ကြောင့်တရုတ်ပြည် social media မှာတော်တော်လေးကြရက်ရိုက်သွားတယ်လေ ဘလို့ကြရက်ရိုက်တာလဲ ဘာလဲဆိုတော့လုပ်ငန်းခွင်မတော်တဆမှုဆိုတဲ့စကလုံးရဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုဘလောက်ထိချဲ့လို့ရလဲဆိုတာမျိုးဖြစ်သွားတာပေါ့ အလုတ်ချိန်အလုတ်နေရတော့ဟုတ်တယ်ဒါပေမဲ့အလုတ်တာဝန်နဲ့တိုက်ရိုက်မဆိုင်ဘူးလေ ဟုတ်တယ်ကိုရေးကိုတာကိစ္စဖြစ်နေတာကိုဆိုအလုံးနဲ့ကိုရေးကိုတာဘဝကြားကနေနေမိကိုဘလို့တတ်မှတ်မလဲဆိုတဲ့မေးခွန်းတွေထွက်လာတာပေါ့ ဒါလေးစိတ်ဝင်စားစရာရှုထောင့်တစ်ခုပဲအခုနောက်ဆုံးတစ်ခုဂျပန်ကကိစ္စဒါကတော့တကောကြောက်စရာကောင်းတယ် ဟုတ်တယ်တော်တော်လေးအစွမ်းရုပ်ကလောက်ရလို့ပြောရမယ် အမျိုးသမီးကသူ့ချစ်သူတခြားတယောက်နဲ့လက်ထပ်တော်မယ်ဆိုတာကိုတားခြင်းလို့ လက်ထက်လက်စွပ်ဝတ်ရမယ်လက်ချောင်း ဟုတ်တယ်လက်တူကြီးကိုဖျက်ပစ်လိုက်တာ တော်တော်ပြင်းထန်လွန်းနေနော်တန်ကဆက်ဆံရေးမှာဖြစ်တတ်တဲ့ပိုက်ဆိုင်လိုစိတ်ထိန်းချုပ်လိုစိတ်တွေလွန်ကဲသွားတဲ့အခါ ဟုတ်တယ်အစွန်းရောက်သွားတဲ့သဘောပေါ့ တစ်ဖက်လူရဲ့အနာဂတ်ကိုပါထိန်းချုပ်ဖို့ပြောင်းလဲပေးဖို့ကြိုးစားတဲ့သဘောမျိုးတက်ရောက်သွားတယ်ရုပ်ပိုင်းဆိုင်ရာနာကျင်စေမှုတက်တက်မဟုတ်တော့ဘူး လက်ထက်ချင်းဆိုတဲ့တင်ကြေတာကိုပါဖြစ်မှတ်ထားလိုက်တာမျိုး ဟုတ်ပါတယ်စိတ်ခံစားမှုအယံပြင်းထန်လာရင်စင်ကျင်တုံတရားပျောက်သွားနိုင်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲ ကဲဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တဲ့သုံးခုကိုပြန်ခြုံကြည့်အောင်တစ်ခုကဝမ်းနည်းစရာမတော်အဆောင်မှု ဟုတ်တယ်နောက်တစ်ခုကထူးခြားတဲ့ဥဒေဆုံးဖြတ်ချက် နောက်ဆုံးတစ်ခုကတော့ပြင်းထန်တဲ့ဆက်ဆံရေးပြဿနာတခြားစီပဲเนาะ အပေါ်ယံကြည့်ရင်တော့တခြားစီပေါ့ဒါပေမဲ့တေချာပြန်စဉ်းစားကြည့်ရင်အားလုံးမှာတူနေရဲ့အချက်ရှိလို့ပဲ ဘယ်လိုမျိုးလဲ ဟိုဖီအားလျော်အောင်မှာလူတွေရဲ့အဆုံးဖြတ်ချက်ချပုံမောင်းဝင်းသွားနိုင်တာအဲ့ဒီဖီအားလာပစ္စည်းတချို့ပြန်လိုချင်စိတ်ကြောင့်ဖြစ်နိုင်တယ် ဟုတ် ဒါမှမဟုတ်ဥပဒေရဲ့ကွက်လက်တစ်ခုခုကြောင့်ဖြစ်နိုင်တယ်လို့ဆက်ဆံရေးမှာဆုံးရှုံးမှာကြောက်တဲ့စိတ်ပိုင်ဆိုင်လို့စိတ်ကြောင့်လည်းဖြစ်နိုင်တယ် အဲ့ဒီစိတ်ခံစားမှုတွေဖိအားတွေကလူတွေကိုတာမန်မဟုတ်တဲ့အန္တရာယ်များတဲ့အစွန်းရောက်တဲ့ line တွေစီတွန်းပို့နိုင်တယ်ဆိုတဲ့သဘောပေါ့ ဟုတ်ပါတယ်ဒီဖြစ်ရက်တွေကအဲ့ဒါကိုမီးမောက်ထုတ်ပြနေသလိုပဲမတူညီတဲ့ရှူးထောင်တွေကနေပေါ့ ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းတယ် ပြပါဦး အဲ့ဒါကတော့လေအကြောင်းရင်းကပစ္စည်းပဲဖြစ်ဖြစ်လူမှုရေးစံနှုန်းတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်ရေးကိုယ်တာဆက်ဆံရေးပဲဖြစ်ဖြစ်ဘလို့အခြေအနေမျိုးတွေဘလို့စိတ်တိုင်းဆိုင်ရာအကြောင်းတရားတွေကလူတစ်ယောက်ကိုကြိုးချမ်းဆင်ခြင်တုံတရားကိုဘေးချိပြီးတော့ဒီလိုအန်ဒီအယမ်းများတဲ့ဒါမှမဟုတ်ကိုရောသူများကိုပါနာကျင်စေတဲ့အစွမ်းရောက်လူရက်တွေလုံးမိသွားအောင်တွန်းအားပေးနေတာလဲဆိုတာပါပဲ စဉ်းစားစရာမေးခွန်းကောင်းတစ်ခုပါ